မင်္ဂလာပါရှင်ဆရာမင်းလူရဲ့အမိမဖော်လူသူအချစ်ကိုနားဆင်ရမယ့်အချိန်မှာဒီနေ့ကတော့အပိုင်း9အနေနဲ့ဖြစ်ပါတယ်နားဆင်ရပေးပါဦးရှင်မွေးသည်အဲ့လိုမပြောဘဲဖြစ်နေ၏ခါတိုင်းဆိုရင်အလုတ်ပင်မန်းသဖြင့်ခေါင်းချလိုက်တာနဲ့တကြိုးတဲ့အိပ်ပျော်သွားတတ်သည်ခုနောက်ပိုင်းညပဲမျက်စိကြောင်ကျင်သည်အစတော့ကကိုအောင်ထုမရှိတာနားအေးသည်ဟုထင်ခဲ့၏ပြောရဆိုရတတ်တာသည်စိတ်မော်ရတတ်တာသည်အလိုမကျလို့ဆူရပူရတတ်တာသည်ဟုထင်ခဲ့၏နည်းနည်းအချိန်ကြာလာတော့တမျိုးဖြစ်လာ၏အရင်ကကိုအောင်ထုအသုံးမကျတာကိုဆူရကျင်းရခြင်းအတွက်စိတ်မောလူမောဖြစ်ရသည်ဟုထင်သည်ခုကျတော့ဒါသူ့အတွက်ထွက်ပေါက်တစ်မျိုးဟုယူဆခြင်းလာသည်စူရပူရသည့်အလုံးမရှိပဲပါဇက်အားနေသောအခါနေမတိထိုင်မသာဖြစ်ရ၏လုံနေကြအလုပ်တစ်ခုမရှိတော့သလိုဟာတတာဖြစ်နေ၏ဆူဆူညံ့ညံ့အတန်တွေမရှိသောအခါအိမ်က၆ကက်ကက်ကြီးဟုခံစားရ၏အဖော်အဖြစ်ချွဲရှိနေတာတော့မှန်သည်ချွဲရှိသဖြင့်အပြင်းပြေတာလည်းဟုတ်သည်တို့တိုင်အောင်ချွဲဤဒရဆက်အတင်းပြောမှုများကိုကြာတော့ညင်းငွေလာ၏ကိုအောင်တို့ရှိတော့ကဆိုရင်သူကသာတစ်ချိန်လုံးပြတောက်ပြောခဲ့သည်ခုသူကနားထောင်သမားတက်ဖြစ်လာတော့ကိုရီကိုသွေးတွေကျဆင်းလာသလိုပဲတကယ်တော့ကိုအောင်ထူးသည်အလုတ်ကိုလက်ကြောတင်အောင်မလုပ်ချင်တာတခါသူနားမလည်နိုင်သောစာတန်ပေတဲ့နဲ့ကြီးကြီးကျယ်ရှောက်ပြောနေလို့အမြင်ကက်ရတာကလွဲလျင်တိတ်တော့မဆိုးလားဟုခုကြမှအမတ်ပေးခြင်းတလို့ရှိလာ၏သူကကိုအောင်ထူးကိုအလုတ်ကိုင်းတီတကြမရှိရင်ပြန်မလာနဲ့ဟုပြောပြီးနင်းထုတ်လိုက်ခြင်းဖြစ်၏ခုကြမှရပါတယ်အလုံးမရှိလဲအရေးမကြီးပါဘူးဆိုပြီးပြန်ခေါ်လို့ကမဖြစ်ပြီးတော့ကိုအောင်ထုကသူ့တငယ်ချင်းကိုစံပအိမ်ရောက်နေတာသူတို့တငယ်ချင်းနှစ်ယောက်တွေ့ကြလျင်တော်ရုံလောက်ကိုဂရုစိုက်မှာမဟုတ်ပို့ပြီးတော့တောင်လွတ်လပ်သေးတယ်ဆိုပြီးပြောနေကြမှာကိုအောင်ထုနေဖြင့်သူ့ဘာသာသူတော့ပြန်လာဖို့လမ်းမမြင်နောက်တစ်ချက်ကိုအောင်ထုပြန်လာဖို့ဆိုတာချွဲကိုသူ့အိမ်ပြန်ပို့မှဖြစ်မိချွဲကလည်းပြင်ကျင်နေဟုမပြောသေးဟိုတရက်ကချွဲနည်းနည်းငိုချင်တယ်လို့ရှိသဖြင့်ဘာလဲကိုစံပကိုတရိယာနေပြီလားဟုစကားတောက်ကြည့်ခဲ့သေးသည်ချွဲကအိုးဒီတင်သားကြီးကိုတရိယာလို့မဟုတ်ပါဘူးမင်းသားမင်းသမီးတို့ရဲ့လိပ်စာတွေကူးထားတဲ့စာကိုအိမ်မှာကြံခဲ့တာနာတာပဲလို့တွေးမိလို့ပါအဲ့ဒီစာကိုပါခဲ့ရင်ပြင်းတဲ့အခါမိတ်ဆက်စာရေးလို့ရတာပေါ့ဟုဆိုလေ၏ချွဲဒီအိမ်ကိုရောက်လာတော့ကဒီမှာနေခြင်းသလောက်နေဘာမှအာမနာနဲ့ဒင်းတို့ကိုမက်လောက်အောင်လှုပ်ပစ်လိုက်စမ်းဟုအားပေးခဲ့သည်ခုကြမှနင်ပြန်တော့ဆိုတာမျိုးလှုပ်ဖို့ခက်နေ၏အိမ်မပြောသဖြင့်ဟိုဒီစဉ်းစားနေစဉ်ဘေးမှာအိတ်နေသောချွဲကမမွေဟုခေါ်လိုက်၏ဘာလဲကြားပြီလားဘာကြားရမှာလဲမဝိုင်းခင်တို့လင်မယားရန်ဖြစ်တာလေဟုတ်လားဘယ်တော့ကလဲဘာဖြစ်လို့လဲမဟုတ်ပါဘူးဟုဘလုံးမထွေးပြောပြီးနောက်အသက်ရှူတဲ့ပြင်းပြင်းကိုသာကြားရ၏မမွေကချွဲဘာလဲလဲဟဲ့ဟုထမေသည်ချွဲစီကဘာစကားတမ်းမှထွက်မလာတော့ထိုခါကြမှသဘောပေါက်သည်ချွဲသည်အိပ်ပျော်ရင်းကရောင်ပြီးရှောက်ပြောနေခြင်းသာဖြစ်၏ဖြစ်မှဖြစ်ရလေချွဲရဲ့ဟုစိတ်ထဲကညင်းရင်မမွေတက်ပြင်းချမိ၏ကိုထွန်းချစ်သည်မတ်တပ်ပန်ဤယုံတို့တစ်ခါလာခဲ့ရပြန်လေပြီဒီတစ်ခါတော့ခွင့်ယူသွားတဲ့အပြင်ထွက်သွားတဲ့ဆိုတာမျိုးလိမ့်လို့ရမှာမဟုတ်တော့တွေ့ပြန်အောင်တွေ့ရတော့မည်သူသည်ဟိုတစ်ခေါက်ကလိုပင်ယုံနဲ့မဝင်သေးပဲလက်ဖက်ရည်ဆိုင်မှာထိုင်၍အချိန်ဆွဲရင်းအားမွေရသေးသည်ယုံနဲ့ဝင်လာတော့လေစိတ်ကထင်နေ၏ပြီးခဲ့သည့်အခေါက်တုန်းကစုံစမ်းရန်ဆိုသောစပွဲမှမျိုးသမီးရှိမှဦးကြောင်ကြောင်လှုပ်ခဲ့မိခုတစ်ခါသွားမိလျင်ဟိုကဟုတ်လို့မလားမသိဒီလိုစဉ်းစားမိတော့အခါပြန်လက်ပြေးခြင်းသည့်စိတ်ပေါ်လာမိတို့ရရင်စုံစမ်းရန်စပွဲကိုလှမ်းကြည့်တော့ဟိုအမျိုးသမီးမဟုတ်
လူငယ်တယောက်ထိုင်နေတာသာတွေ့ရ၏ထို့ကြောင့်သူ့ကိုယ်သူလှည့်စားဖို့အခွင့်အရေးမရတော့ပဲစပွဲစီလျှောက်သွားလိုက်သည်ဒီမှာညီလေးလူငယ်ကမော့ကြည့်ပြီးဟုတ်ကဲ့ကိုထွန်းချစ်သည်ရုတ်တရက်မတ်တပ်ပန်၏နာမည်ကိုအစဖော်လို့မရပဲဖြစ်နေ၏ပန်တော့ပါပါတယ်ဆိုပြီးအပူတပြင်းစဉ်းစားသည်လူငယ်ကဘာကိစ္စရှိလို့ပါလဲဟုထပ်မိသည်ထိုအခါကိုထွန်းချစ်ပါဇက်ထဲပေါ်လာသည့်နာမည်လွတ်ခနဲထွက်သွား၏ဟိုဒေါကီတီပန်နဲ့တွေ့ကျင်လို့ပါလူငယ်ကခဏမြကြောင်သွားသည်ပြီးမှပြုံးလိုက်ပြီးဒီရုံးမှာဒေါကီတီပန်ဆိုတာမရှိပါဘူးဥပ္ပကြီးပဲရှိတယ်ဟုလူငယ်ကပြန်နောက်သည်ကိုထွန်းချစ်ခေါင်းကုပ်ပြီးဟိုသိမ်းမြသူကအပြူကြီးလေဟာဒီရုံးမှာအပြူကြီးတွေအများကြီးရှိတာဗျဘယ်ဌာနကလဲဆိုတော့သိရင်တော့ရှာရလွယ်မယ်ဟုတ်ပြီသူ့နာမည်ကပန်ဆိုတာပါတယ်ဩအမကြီးမတက်ပန်ကိုပြောတာလားဟုတ်တယ်ဒီကနေတဲ့သွားပြီးညာချိုးငွေစင်းဌာနဆိုတာတွေ့လိမ့်မယ်အဲ့ဒီမှာမေးလိုက်လူငယ်ကပြောတဲ့ဟန်တူသည်ကျွန်တော်ကိုလည်းမှတ်ထားပေါ့ကျွန်တော်နာမည်ထွန်းရွှေဝါတဲ့ဟုလမ်းပြောပြီးနောက်ဆက်၍အကိုကြီးကဦးအောင်စိန်မဟုတ်လားဟုနောက်နေသေးသည်မဟုတ်ဘူးငါနာမည်မှန်ချိုးกว่าဟုပြန်နောက်ပြီးမှထွက်လာခဲ့၏လူငယ်ညွန်လိုက်သည့်အတိုင်းလျှောက်လာခဲ့ရာငွေစင်းဌာနဆိုသောစိုင်းမုတ်ချီသားသည့်အခန်းကိုတွေ့ရ၏ခဏတွေ့ရနေပြီးမှဝင်သွားသည်ထိတ်ဆုံစပွဲရှိမှရက်၏စပွဲမှာထိုင်နေသောအမျိုးသမီးမှာဝဝတုတ်တုတ်ကြီးဖြစ်၏ဒါကြောင့်လည်းအပြိုကြီးဖြစ်နေတာနေမှာဟုကိုထွန်းချစ်တွေးလိုက်မိ၏ဘာကိစ္စလဲဟုမေး၏ကိုထွန်းချစ်သည်စောစောကလူငယ်နှင့်နောက်ပြောင်လက်စအရှင်ဖြစ်ခိဟုံယူဟုတ်ပါဘူးဒေါ်တက်ပန်ဆိုတာမတက်ပန်ဟုတ်ပါမှာသူညွန်ပြရာသို့ကြည်လိုက်တော့ဒေါင်းစပွဲမှာထိုင်နေသည့်အမျိုးသမီးတစ်ယောက်ကိုလမ်းမြင်ရ၏အသက်ချင်းမသိမ့်မြင့်လောက်ပဲရှိမည်ဟုယူဆရသည်မတက်ပန်ရေဧည့်သည်ဟုထိတ်စပွဲကလမ်းအော်ပေးသည်ကိုထွန်းချစ်သည်မတက်ပန်စပွဲရှိရာသို့ရှောက်သွား၏ထိုင်မှာကိုထွန်းချစ်ဝင်ထိုင်သည်ဘာကူညီပေးရမလဲမတက်ပန်ကမေးသည်သူမိတာကထုံးစံအတိုင်းအလုပ်ကိစ္စဘာကူညီရမလဲမေးချင်တာဖြစ်၏ဒါကိုကိုထွန်းချစ်ကသူ့အတိတ်ပဲနဲ့တူတွေးပြီးကျွန်တော်လာတဲ့ကိစ္စကိုဘယ်လိုကြိုသိနေရလဲကြိုသိအောင်ကျမဘေးနေဆရာမမဟုတ်တာမဟုတ်ဘူးဆိုခုနဘာကူညီရမလဲဆိုတော့ကျွန်တော်လာရေးကိစ္စသိနေလို့လားလို့ရှင်အတော်ဦးကြောင်နိုင်မှာလားဘာကိစ္စလဲဆိုတာမြင်မြန်ပြောကျမမှတခြားလုပ်စရာတွေရှိသေးတယ်ကိုထွန်းချစ်ခေါင်းကုပ်လိုက်သူဒီစောစောကလူငယ်နဲ့နောက်လာပြောင်းလာလှုပ်ခဲ့မိတော့ကြောင့်သာစိတ်လက်ပေါ်ပါပြီးဒီလောက်ရဲရဲတင်းတင်းဖြစ်လာခြင်းပါပဲခုကြတော့ငါမိန်းမတယောက်နဲ့မျက်နှာချင်းဆိုင်တွေ့နေရပါဘကောဆိုတော့သတိဝင်လာသဖြင့်ပင်ကိုမိန်းမကြောက်သည့်စိတ်ပြန်ပေါ်လာ၏ထို့ကြောင့်ရုတ်တရက်ကြောင်အားဖြစ်သွားရ၏မသက်ပံမှာသူ့ပုံစံကိုကြည့်ပြီးစိတ်မရှိတော့ပဲကဲဟုဆိုလိုက်သဖြင့်ကိုထွန်းချစ်အလင်းမြန်ပြောလိုက်ရ၏ဟိုဒီလိုပါကျွန်တော်လာတာနေလင်းအောင်ကိစ္စနေလင်းအောင်ဆိုသောနာမည်ကိုကြားသောအခါမသက်ပံစိတ်ဝင်စားဟန်ပြောင်းသွားသည်ဘာနေလင်းအောင်ဟုတ်လားသူကရှင်းခတ်သူနဲ့ပါတော့လေသူတငယ်ချင်းမသက်ပံတွေးသွားပြန်၏နေလင်းအောင်တငယ်ချင်းကလည်းအသက်ကြီးလားဟုတွေးလိုက်မိ၏ဒီလိုပါတငယ်ချင်းဆိုတာကညီကိုလိုခင်တာကိုပြောတာဘာပဲဖြစ်ဖြစ်နေလင်းအောင်ကိစ္စဆိုကြတဲ့ကမသက်ပံသိကျင်စိတ်ပြင်းပြသွားပြီထို့ကြောင့်ကဲပါလေပြောချင်ရှိတာပြောပါဟုဆိုလိုက်၏ကိုထွန်းချစ်ကကိုအောင်ထူးတို့တင်ပေးလိုက်တဲ့အတိုင်းစားသောက်ဆိုင်သွားရအောင်ဘာလို့သွားရမှာလဲတခုခုစားတော့ရင်လည်းအေးဆေးပြောလို့ရတာပေါ့ဒီမှာပူပူလောင်လောင်ဖြစ်နေလို့လားမဟုတ်ပါဘူးဒီမှာပြောလိုက်ရပါတယ်ဆိုပြီးထိတ်စပွဲကိုလန့်ခဲ့သည်စောစောကအမျိုးသမီးဘဝကြီးသည်ကနန်းပေါက်ဆက်တစ်လုံးနဲ့အလှုပ်ရှုံနေနေလေးအောင်ကဘာမှလိုက်လို့လဲဟုမသက်ပံကမေးသည်မလိုက်ပါဘူး
ဒါပေမဲ့အဲ့ဒီအကြောင်းဆွေးနွေးခြင်းလို့လာခဲ့တာပါထိုစဉ်မှာအမကြီးတယ်လီဖုန်းလာနေတဲ့ဟုစီးရီးမလေးတယောက်ကအခန်းဝမှာလာပြောသည်အေးလာပြီဆိုပြီးမတ်တပ်ပံထားရလိုက်ထိုခါကျမှမတ်တပ်ပံသည်အရဲ့မြင့်မြင့်ဂလန်ကလားကြီးဖြစ်ကြောင်းသိလိုက်ရလေသူလမ်းလျှောက်သွားပုံမှာကိုင်းနဲ့ငှက်ကြီးဝင်ပိုလူကြီးမြင်နေမျက်နှာလေးကတော့ထင်သလောက်မစိုးဟုမချက်ပြုမိလေသည်ကျွန်တော်စကားဆိုင်အောင်ဆက်ရတာပါတိတ်မပြောလိုက်ရပါဘူးသူကကြီးပြောသွားတာပဲတနားရီလောက်ကြာတယ်ဟူကိုထွန်းချစ်ကမတ်တပ်ပံနဲ့တွေ့ခဲ့ရပုံကိုပြန်ပြောသည်သူနေကောင်းနေတယ်လားနေလေးအောင်ကမရတည်းမေးသည်ကောင်းတာပေါ့ကွာကောင်းလို့ယွန်းလာတာပေါ့အန်တီပန်ကိုမေးတာမဟုတ်ပါဘူးဟိုသူအဲ့ဒါပဲသူကပြောလိုက်တာမင်းကောင်မလေးလည်းခုတော်တိတ်ရွှင်ရွှင်ပြပြမရှိဘူးတဲ့မင်းကိုတတိယနေတယ်နဲ့တူပါတယ်တဲ့နေလေးအောင်မျက်နှာအနှဲငယ်ညိုသွားပြီးမှပြန်တင်လိုက်တာကိုအောင်ထုတို့ရင်မိလိုက်သည်ကိုတို့ချစ်စကားဆက်သည်အဲ့ဒါကွာအပြက်ပြက်နဲ့နှာခေါင်းသွေးထွက်တာမျိုးဖြစ်မှဆိုတယ်လို့မတ်တပ်ပံပြောတယ်မတွေးကြတာကြာလို့တဖြည်းဖြည်းစိမ့်သွားကြရင်စိတ်မကောင်းစရာတွေဖြစ်လာနိုင်တဲ့ဒီကောင်နောက်ဆုံးရေးလိုက်တဲ့စာနဲ့ပတ်သက်ပြီးတော့ကောင်းမလေးရဲ့သဘောထားကကိုစံဘကဝင်မိတဲ့ဖြင့်သူ့ကိုဖြည့်ရှင်းခွင့်မပေးဘဲတခါတည်းအဆက်အသွယ်ဖြတ်ထားတဲ့အတွက်တော်တော်မခံမရနိုင်ဖြစ်နေတယ်ဆိုပဲနေလေးအောင်မျက်နှာမှာစိုးရင်ဟန်တစ်ချက်ဖြတ်သွား၏ဒါပေမဲ့သူ့အတွင်စိတ်ကတော့မင်းကိုကြိတ်ပြီးတတိယနေတာအမှန်ပဲလို့ထင်နေတဲ့ကောင်းမလေးလည်းအလိုမကျတိုင်းမသက်ပံပေါ်မှာအမျိုးမျိုးပြဿနာရှာနေတာပဲတဲ့မိတဆိုးဖတဆိုးတူမလေးမို့အပြစ်တော့မတင်ချင်ပါဘူးတဲ့သူကတော့ဒီလိုပဲလူတိုင်းပေါ်စိုးကျင်တာပါပဲသူစိုးတိုင်းခံရမယ်ဆိုရင်တရောပေါ့ဗျဘာဖြစ်လေကွာမင်းအနေနဲ့သူ့ကိုတွားတွေ့ပြီးချော့လိုက်ရင်ပြီးသွားမှာပဲလို့ထင်နေတဲ့ဟာဒါတော့မဖြစ်နိုင်ဘူးသူ့ကိုကျွန်တော်တသက်လုံးချော့ခဲ့ရတာခြေကုံလက်ပံကျနေပြီပြီးတော့ခုလောက်ထိတင်းကန်ထားပြီးမှတော့ပြန်ချော့ရမယ်ဆိုရင်ကျွန်တော်ဂုံတိတ်ခါကဘာကျန်းတော့မှလဲသူကလည်းနောက်ဆုံးတော့လာချော့ရတာပဲဆိုပြီးနောက်ကိုပို့ပြီးကန်းတက်လာတော့မှာပေါ့ဒါကတော့ကွာခုလိုမာနကိုရှေ့နှံတင်မယ်ဆိုရင်ရှေ့အလားလားအတွက်မကောင်းဘူးကွာဘာမှကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့တာလည်းမဟုတ်ဘဲနဲ့ကိုစံပါကလေပြေဝင်ထုတ်၏နေလေးအောင်ခေါင်းခါပြီးအကိုတို့ကတော့အသေးဖွဲလို့ထင်ချင်းထင်မှာပေါ့လူတွေပြောနေကြစကားရှိတယ်လေပြည့်စိတ်ကြိုက်တလောက်ပါပဲဆိုတာပြည့်စိတ်ကြိုက်တာနားတော့မနာဘူးပေါ့ဗျာဒါပေမဲ့အကိုတို့လည်းကြုံဘူးမှာပေါ့ပြည့်စိတ်တကောင်အင်ကြီးကြတဲ့ဝင်နေတာမျိုးလေဟိုနေရာစစ်ခနဲ့ကြိုက်လိုက်ဒီနေရာစစ်ခနဲ့ကြိုက်လိုက်လုံနေတဲ့အခါဘယ်လောက်ခံရခက်တယ်လဲသူ့ဥပမာကိုသဘောကျတဲ့ဖြင့်ကိုအောင်ထူးပြုံးသည်ပြီးမှနင်းပြောတာလည်းမှန်ပါတယ်ဒါပေမဲ့ပရက်စိတ်ဆိုတာရှာပြီးလက်နဲ့ဖိချေတက်ပြလို့ရတယ်နှလုံးသားထဲမှာတဆစ်စစ်ကိုက်နေတဲ့အချစ်ဆိုတဲ့အရာကိုကြတော့ဘာနဲ့မှနှိမ်နှင်းလို့မရဘူးကွကိုစံပါကထောက်ခံတယ်လို့ကောင်းညင်ရင်မင်းဆိုလိုတာကဘာလဲသူ့ကိုတော့မင်းကတော့မချွတ်နိုင်ဘူးသူကမင်းကိုလာချွတ်ရမယ်သဘောလားဒါမဖြစ်နိုင်တာပဲမင်းကလေးတယောက်ကရင်ထဲကတေးလောက်အောင်ခံစားခြင်းခံစားနေမယ်ဒါမျိုးတော့လုပ်မှာမဟုတ်ဘူးဒီတော့မင်းအနေနဲ့အခုလို့စဉ်းစားကြည့်အောင်အဲ့လိုကျွန်တော်ကအလျှော့ပေးရမယ်ဆိုရင်အစိုးကြီးကလေးကသွားချော့လိုက်မှာပေါ့အကိုတို့စီတကူးတကအချင်းကုန်ခံပြီးလာကိုချင်းတောင်းနေပါမလားတခြားနီလန်တစ်ခုခုအတွက်အကြံဉာဏ်ရမလားလို့လာတာပေါ့ဗျနေလေးအောင်ကမခံချိမခံသားလေးတန်ဖြင့်ပြောရင်ထားရလိုက်သည်ကိုထွန်းချစ်ကနေလေးအောင်ကြီးလက်မောင်းကိုဖမ်းကင်ဆွဲလိုက်ရင်တိတ်လဲစိတ်ညစ်မနေပါနဲ့ကွာငါလည်းမသက်ပံစီနောက်တစ်ခေါက်သွားပြီးဆွေးနွေးကြည့်ပါဦးမယ်ကိုအောင်ထွန်းနဲ့ကိုစံပါတို့သည်ကိုထွန်းချစ်ကိုပြိုင်တူလမ်းကြည့်မိကြ၏မိန်းမတွေကိုကြောက်တဲ့လူယိုကြီးကအစတုန်းကတော့မသက်ပံကိုသွားတွေ့ဖို့အကြောက်ကန်ညင်းခဲ့သူကခုတော့နောက်တစ်ခေါက်သွားအောင်မယ်ဆိုပဲနေလေးအောင်ကသူ့လက်မောင်းကိုကင်ထားတော့ကိုထွန်းချစ်လက်ကိုအသာဆွဲဖယ်ပြီးထွက်သွားသည်ကိုထွန်းချစ်ကကိုအောင်ထူးတို့ကိုပြုံးဖြဲဖြဲကြည့်ရင်ခင်ဗျားတို့ပြောတာမှန်နေဗျ
တကယ်တမ်းမိမတယောက်နဲ့လက်တွေ့ပြောဆိုဆန်ကြည့်တော့လေတိတ်ကြောက်စရာမကောင်းလာပါဘူးနောက်ပြီးသူကဆွဲဆောင်မှုတော့ရှိတာပဲဟဲဟဲထို့နောက်တွင်နေလင်းအောင်ဒီ3-4ရက်ကြာသည့်တိုင်ပေါ်မလာတော့သူမလာသဖြင့်အောင်ချက်မိပါပျောက်နေတော့သည်ဒုက္ခပါပဲကွာဒီကောင်တွေလဲဇော်မျိုးနိုင်လို့ပဲစိတ်တက်ကြပြီးလှစ်ပြေကုန်ပြီထင်တယ်ဟူကိုအောင်ထုကညီးသည်ငါတို့တယောက်မှအဆင်ပြေအောင်လုပ်မပေးနိုင်တာတိတ်ခါကြတယ်ကွာနေလင်းအောင်ကိစ္စကူညီရင်းနဲ့ကိုထွန်းချစ်တို့ပါတခါတည်းအဆင်ပြေမယ်လို့မျှော်လင့်ထားတာလူမျိုးကြီးကိုထွန်းချစ်ကလည်းတောက်တစ်ခေါက်မချစ်မရဲဖြစ်နေသူဒီမတ်တပ်ပန်စီနောက်တစ်ခေါက်ထပ်သွားခြင်းနေဖြစ်နိုင်ရင်နောက်ထပ်အခောက်ခါသွားခြင်းနေအခုတော့နေလင်းအောင်မလားတဖြင့်ထိုကိစ္စကဆောင်ရွက်ဖို့မလိုတော့သလိုဖြစ်နေသည်နောက်တစ်ချက်နေလင်းအောင်တို့မလာတော့တဖြင့်သူတို့မှစားရည်တောက်ရည်အခက်ခဲရှိနေခြင်းပင်ဖြစ်၏နေလင်းအောင်တို့ရှိလျင်အစားတောက်တယ်မပူရလက်ဖက်ရည်ဘူးမပူရခုတော့အခက်တွေ့နေရပြီကိုထွန်းချစ်ကလည်းငွေတိတ်ထုတ်ခြင်းသူမဟုတ်ပြီးတော့နေလင်းအောင်တို့မရှိလျင်သူလည်းလာစရာမလိုဆိုပြီးနောက်ဆုတ်ပြေးလျင်ခက်မိဒီတိုင်းဆိုရင်ငါလည်းရှင်းမျက်နှာနှောက်ထားပြီးအိမ်ကိုပြန်ရမယ့်ကိန်းစိုက်နေပြီကိုအောင်ထုကပြောသည်ကိုစံပကလည်းအေးကွာဒါဆိုငါလည်းချွတ်ချွတ်ကိုပြန်ခေါ်ရမလို့ဖြစ်နေပြီတို့ရရင်ထို့အစီအစဉ်မှာဖြစ်မြောက်ဖို့အချိန်မတန်သေးပဲရှိနေဟန်တူ၏အကြောင်းမှာမမျော်လင့်ပဲဇော်မျိုးနိုင်ရုတ်တရက်ရောက်လာတော့ကြောင့်မင်းဖြစ်လေလူကြီးတက်တက်လာတာမဟုတ်ကိုအောင်ထုတို့အတွက်ငါတက်တာများဝက်ဥကြောင်များကျုပ်များပါလာသေးသည်ကိုအောင်ထုတို့ကိုစံပါတို့မှာဝမ်းသာအားရစီကြိုကြလေ၏အခုဖပြခဲ့တာကတော့ဆရာမင်းလူရဲ့အမိမဖော်လို့သူအချစ်ကိုအပိုင်း9အနေနဲ့ဖပြခဲ့တာဖြစ်ပါတယ်ရှင်နောက်နေ့မှာအပိုင်း10ကိုဆက်လက်ဖပြသွားအောင်ပါမို့စောင့်မျှော်နှားဆင်အားပေးပါအောင်နော်နှာဆင်အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်